စွန့်တော်ပြိုဒါတော့ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေဝင်းပါဒီနေ့မှာကျွန်တော်ရဲ့မိတ်ဆွေများနဲ့လူကြီးမင်းတို့ကိုမင်းခွဲတီးတကြွချင်တော့ပါအားလုံးစားကြမှာမလားစားမယ်ဆိုရင်ကွန်မန့်ရေးပြီးတော့ကြအောင်တော့ကျွန်တော်ကတော့မကြည့်ခင်ကတည်းကရည်ရှိနေပြီနော်တခုပြောထားအောင်မယ်ကြည်ပြီးတော့ရင်လည်းကျွန်တော်ကိုမစေးကြနဲ့နော် Kabar gembira kita semua kulit manggis kini ada ekstraknya. Kabar gembira kita semua kulit manggis kini ada ekstraknya. Hey you. Yeah. Hey you. သူတို့တဲ့ English ကကျွမ်းချက်ကတော့မိုက်တယ် Yeah. Hey you. Take a look. Yeah. Okay Yeah, it's okay. It's okay. Okay. ပြောလိုက်နားလေ နားလေတာဗောလေးမောင်ကလေအရင်လိုရတာလी ပတ်စံနေတော့ရလိုက်ပြီ နှစ်တောင်းရတာ โอ้လက်တော့ရတော့ပြီ Amazing ဘာလို့တလီကွာအဲ့ဒါဘာလို့တာတော့မင်းတို့လည်းဒီမစမညာနဲ့โอ้ပြေးတယ်တို့ပြေးโอ้โอ้ဆရာရှိကြီးโอ้ပါဒီမတော့ကိုတဲ့အင်ဂျီတုံးတော့ပုံပါပြီโอ้ရေအိုးလေးရွလာတယ်ဒီကော်ရီကြီးရတာကအိုးလေးတုံးနာတယ်ဒီနေပုံပါပြီ sorry ခဏလေးအခုကျွန်တော်ကြော်ညာတခုဝင်ပါမယ်အခုကျွန်တော်ကဘာကျော်ဘောလုံးသမတ်တယောက်နဲ့မိတ်ဆက်ပြပြစေမတခပြေပါပြီဒီနေ့အင်တာတက်အကောက်တော့ဖင်ကြည့်ပြီဟဲ့ အေးငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးရွာမှာဟောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးအေးငါဆင်းနေရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်အဲငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးအဲဒါပေမဲ့ဟိုမင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာ ဟာကြောင်လေးနေသွားပြီ ဟာအဲ့ဒီကြောင်လေးအရန်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့အဲဇပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲ စပကြီးကိုမင်းနဲ့ရှို့တယ်အနေနဲ့မဟုတ်ဟိုစပကြီးကိုမင်းနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲ ဘာကြီးလို့မဟုတ်ဘူးကွာ အော်အိမ်ပါတော့ မင်းညမလေးအရက်သမားထုံးနိုင်တဲ့လိုက်ပြေးတဲ့ကိစ္စ ဟာဘယ်မှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင် မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာ ပြောလို့မရတော့ဘူးဆိုတော့နေစမ်းဟိုသူတို့ကဟိုအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲ အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာ ဒီဖြစ်တယ် မင်းတို့စပက်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေပါတခါတော့ပါသွား အမလေးအမေပါသွားတယ်အတဆောမေးသေးပြီပေါ့အမလေးအမေရဲ့
အမလေးအမေတည်ရတော့သားတယောက်မတည်လဲရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တည်ရတယ်မှာဘာမှထူးခြားပြောင်းလဲမှုမရှိဘူးလေမင်းမလို့ပြောတတ်တယ်မင်းအော်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲ မင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါ ဟင် မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေ အမလေးဗျာအမလေးဗျာအမေကသေးတယ်အဖေကယူတယ်အကိုကထောင်ကြနေတယ်အဲ့ဒါကများထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချင်းနေဖြစ်မလားကွာ စိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ကွက်တွေပါ တီနေနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအမလေးမင်းခနဲ့ရှိမယ်ငါခနဲ့မရှိသေးဘူးတကယ်ကြီးရဲ့ငါရှင်နဲ့မှပူနေပြီကဲပြောစမ်းပါဦးဒါဆိုရင်ဟိုငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောပါဦးကွာ သူတို့ကအင်းစေးပါလေ အမလေးတော်ပါသေးရဲ့တော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလား အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာ အဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့ပါဦး သူတို့တကပူစရာမလိုပါဘူးကွာ စိတ်အေးထားလိုက်တော့မ အေး လို့ ထားတာပါမင်း အမလေးခုမှပဲရှင်နေအေးတော်တယ်တကယ်ကြီးပြောစမ်းပါဦး သူတို့တရွာလုံးကတနာနေတော့ အေးဘော သူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညာဟင်းညာလေးတွေပေးလိုက်ကြတာပါပဲကွာ အမလေးလားဘာသာဆိုကစပါးတရောင်းစားပြီပေါ့ စွမ်းတော်ပြိုဘယ်တော့ ယောမမေဆိုင် ကိုကျော်နေဘာလဲကိုကျော်နေ ကျွန်တော်မနေ့ကတော်တော့ဝင်တော့ပြောင်းအကြီးတွေဗျာအဲ့ကျွန်တော်ကိုယ်တိုင်တက်ဖို့တာပြိုင်နေအများကြီးရအဲ့ဒါဟိုတတိယလို့လာဖို့ ကျေးဇူးတင်ပါတယ်ကိုကျော်နေဒေါ်လေးဟာလေဆေးပေါ်ကိုပြားရည်စစ်စစ်လိုချင်တယ်တဲ့အတော်ပဲဖြစ်သွားတာ အားကြ ဒေါ်လေး မဟုတ်လေ ဒေါ်လေး ဟိုလေမမေဆိုင်လည်းတိုးလို့ရပါဗျာကျွန်တော်ကလေမမေဆိုင်တိုးနေ ဟိုစွမ်းတော်ပြိုလာပြီစွမ်းတော်ပြိုလာပြီ ဟောစွန့်ငယ်ကြလာပြီဒေါ်လေးဒီမှာကိုကျော်နေကလေဒေါ်လေးကိုလက်ဆောင်ပေးချင်လို့တဲ့ ဘာတွေလဲမောင်ကျော်နေရဲ့ ရာကြီးရာကြီး ဒီမှာဆွမ်းလာလို့ ဟုတ်ကဲ့ စောစောစီစီပလင်းနဲ့ဟဲ့ ကျွန်တော်မနေ့တည်းကတောက်ဟာမဟုတ်ပါဘူးဗျာမတောက်ပါဘူးတော်လေး ကဲဆိုအတန်းဟောအတန်း နတ်ပွေးပါ ဟဲ့ပါလေနစ်စီရနန္နာ အဲ့ကျွန်တော်ရဲ့ကိုသင်းနဲ့ စီလေးနဲ့နတ်နဲ့နော် ကိုတင်းနေကမွေးနေတာပဲ ဒါပါလေ ဟောဒါမနေ့ကကျွန်တော်ကိုယ်တိုင်ဖွတ်ထားတဲ့ဖွတ်ရည်လေ ဖွင့်ရင် အဲ့ပြားပြားရည် ပြားရင်အစ်စ်ပါ ဖွေးတော့မလားဖွေး မလေးဝဲဆောင်လိုက်ကြဝဲဆောင်လိုက်ကြ အားကြ ဒီရတာဦးလေးတော်နာတယ်ကြည်တာဆိုင်ကိုခုနကနိုင်ဒီဆိုင်ကိုတောင်းမှကျလို့ဒီတီကိုရုပ်ကြည့်လိုက်လာခဲ့ရဆိုင် ငယ်လုံးမှာဖော်ကြည့်လာတော့မယ် တကယ်ပြောတာဒီဆိုင်ကိုချစ်လို့ခုနကနိုင်ကိုခုနက ဆွလာပြော ပြီပြီ ဆွလာပြော